English speaking မှာဘယ်အချိန်ဘယ်နေရာမှာ pausing လုပ်ရမလဲဒီ English speaking မှာဇွာဝကြကြနဲ့စကားပြောချောမွေ့စေဖို့အတွက်မရက်တဲ့နေရာမှာမရက်ဖဲနဲ့ရက်တဲ့နေရာမှာခဏနာ pause ပေးတာအရင်အရေးကြီးပါတယ်မဟုတ်ရင်နားထောင်သူအတွက်နားလေရခတ်သွားနိုင်ပါတယ်ခဏနာ pause လို့ရတဲ့အဓိကအချိန်နဲ့နေရာတွေကိုပြောပြပေးပါမယ်နံပါတ်1အနေနဲ့သဘာဝကြခဏနားရမယ့်နေရာတွေစကားပြောတဲ့အခါမှာ thought groups ဒီပေါ့နော်အဓိပ္ပာယ်တစုစီအလိုက်ရက်ပြရပါမယ်ပုတ်ဖက်ပုတ်ရက်စီးမြင့်နေအတိုင်းပဲကော်မာတွေ့ရင်1စက္ကန့်လောက်အသာလေးခဏနားရမယ်နောက် full stop question mark နောက် exclamation mark တွေ့လို့ရှိရင်2စက္ကန့်လောက်ဒီစကားစုကိုအဆုံးသတ်တဲ့အနေနဲ့နားရမယ်နောက် conjunction စကားဆက်တွေမတိုင်ခင်နော် and but so because however although စတဲ့စကားဆက်တွေမပြောခင်ခဏနားလေးရှိတယ်ဥပမာအနေနဲ့ I wanted to go to the party ခဏလေးနားလိုက်မယ် but I was too tired နော် now ဒီပေါ့ prepositional phrases မတိုင်ခင်ဥပမာအနေနဲ့ we are going to have a meeting at a main office in the morningနော်စကားစုရဲ့အဓိကအစိတ်အပိုင်းနေကြပါဟလားသူက subject verb အုပ်စုတစုနဲ့နောက်အုပ်စုတစုရဲ့အကြားမှာနားပေးရမယ်ဥပမာအနေနဲ့ if you finish your work early ခဏနားလိုက် we can go out for lunch ကဲနံပါတ်2အချက်အနေနဲ့ဘယ်အချိန်တွေမှာ pause လုပ်ရမလဲနေရာတွေမကဘဲနဲ့ရည်ရွယ်ချက်ရှိနားပေးရတဲ့အချိန်တွေလည်းရှိတယ်စဉ်းစားဖို့အချိန်လိုတဲ့အခါဒီအင်္ဂလိပ်လိုစကားပြောနေတဲ့ခေါင်းထဲမှာစကားလုံးတွေရှာနေတဲ့အချိန်မှာဆိုပြီးအတတ်မထွက်ဖ ೇನೆ တိတ်ဆိတ်စွာခဏနားလိုက်တာပို့ပြီးတော့ professional ဆန်ပါတယ်ဒီအတန်တိတ်မနေခြင်းရင် filler phrases လေးတွေသုံးလို့ရတယ်ဥပမာနဲ့ let me see now that's an interesting question အဲ့လိုမျိုးလေးပြောလို့ရတယ်။ Now ဒီအဓိကအချက်ကိုပေါ်လင်းစေခြင်းတဲ့အခါเนาะဒီအရေးကြီးတဲ့အချက်စကားလုံးကိုမပြောခင်နဲ့ပြောပြီးတဲ့အခါမှာခဏနားပြီးမယ်ဆိုလို့ရှိရင်နားထောင်သူရဲ့အာရုံစိုက်မှုကိုပိုရစေ။ဥပမာအနေနဲ့ The most important rule is honesty နော်ဒီအကြောင်းအရာအသစ်ကိုပြောင်းတဲ့အခါမှာအကြောင်းအရာတစ်ခုအကြောင်းကိုပြောပြပြီးလို့အကြောင်းအရာတစ်ခုကိုမကူးခင်မှာခဏလေးနားပေးလိုက်တာဒီနားထောင်သူအချိန်ပေးလိုက်တာပေါ့နော်ကဲဒါဆိုရင် pause မလုပ်ရမယ့်နေရာတွေအကြောင်းနောက်ဗီဒီယိုမှာဆက်ကြည့်မယ်နော်